အားလုံးပဲမင်္ဂလာပါ United Finance နေချိုးဆိုပါတယ်ကျွန်တော်တို့ပွဲစဉ်28 Super Sunday ရဲ့ည7:00နာရီအကွဲမှာရှင်ပြိုင်မယ် Manchester United နဲ့ Crystal Palace တို့ရဲ့ပွဲကြိုသုံးသက်ချက်လေးဖြစ်ပါတယ် Manchester United အနေနဲ့ Crystal Palace ကိုအိမ်ကွင်းမှာအဲ့ခံရှင်ပြိုင်ရမှာဖြစ်တဲ့အတွက်ကြောင့် Manchester United အနေနဲ့အနိုင်3မှတ်ရယူဖို့လိုမယ်ဘာလို့လဲဆိုတော့မနေ့ကရှင်ပြိုင်ခဲ့တဲ့ Wolves နဲ့ Aston Villa တို့ရဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်တို့ Wolves ကလုံးဝမထင်မှတ်ထားတဲ့2-0ဆိုတဲ့ရလနဲ့ Aston Villa ကိုအနိုင်ယူသွားတယ်ပေါ့အဲ့ဒီအချိန်မှာကျွန်တော်တို့ပွဲစဉ်28မှာကျွန်တော်တို့ Manchester United အနေနဲ့ Crystal Palace ကိုဒါနိုင်ခဲ့မယ်ဆိုလို့ချင်းအဆင့်3ကိုရယူဖို့အတွက်ဆိုလို့ချင်းအရှင်တွေကောင်းနေတဲ့အရှင်တွေဖြစ်နေတယ်အရှင်တွေကောင်းနေတဲ့အနေအထားမှာရောက်နေတယ်ဘာလို့ဆိုတော့Arsenal နဲ့အိမ်ကွင်းမှာ Chelsea က Sunday မှာSunday ရဲ့7:00နာရီမှာရှင်ပြိုင်ရမှာအဲ့ဒါကြောင့် Chelsea အနေနဲ့လည်းအဝေးကွင်းမှာတွားရောက်ရှင်ပြိုင်ဖို့အတွက်က Arsenal လိုအသင်းမျိုးကိုလွယ်ကူမှာမဟုတ်ဘူးဒါပေမဲ့လည်းကျွန်တော်အနေနဲ့အဲ့ဒီပွဲစဉ်ကတရေလို့တော့ထင်ပါတယ်တရေ1-1လောက်ပဲကြာသွားမှထင်တယ်ဒါပေမဲ့လည်းအားလာတွေနောက်ထားပေါ့ကျွန်တော်တို့ Manchester United အနေနဲ့လောက်เสียရှိတာလောက်သွားရမှာကမနေ့ပြန်မှာ Crystal Palace နဲ့အိမ်ကွင်းမှာအဲ့ခံရတဲ့ရှင်တွေမှာအနိုင်3မှတ်ကိုရယူဖို့လိုတယ်ဒဏ်ရာရကစားသမားအနေနဲ့ကတော့နောက်တန်းမှာဆိုရင်မာတီယက်ဒီလေးရှိမယ်လီဆန်ဒိုမာတီနက်ရှိမယ်ကျွန်တော်တို့အလဲတန်းမှာဆိုရင်ကျွန်တော်တို့မက်ဆင်မောင်ရှိမယ်ပြီးတော့ဒိုကိုရှိမယ်သူတို့ကတော့ဒီလာမဲ့မတ်လာဧပြီအလောက်မှသူတို့ပြန်ပါလာမဲ့အရှင်တွေရှိတယ်ဗျဒါပေမဲ့လည်းကျွန်တော်မိုက်ကယ်ခါရီပြီးခဲ့တဲ့ Aston Villa နဲ့ပွဲကလိုပဲပွဲထက်လာဖို့ရှိတယ်ကျွန်တော်တို့ Seshko ကတော့ဒီ Super Set အနေနဲ့ပဲကျွန်တော်တို့ဂိုးတွေသွင်းပြမလားဆိုတာစောင့်ကြည့်ရမယ်အဲ့ဒါကြောင့်ဒီEvertonနဲ့ပွဲတုန်းကလိုပဲ line ရထွက်လာဖို့ရှိရယ် Crystal Palace ဘက်မှာဆိုရင်သူတို့တိုက်စစ်မှုအနေနဲ့မာတီတာတော့ပါဝင်လာဖို့မရှိသေးဘူးပေါ့အဲချိန်မှာကျွန်တော်တို့ Manchester United အနေနဲ့Crystal Palace ကိုအနိုင်3မှတ်မဖြစ်မနေရယူဖို့တော့လိုမယ်ပြောစရာချီတာက Crystal Palace အနေနဲ့ Man U နဲ့တွေ့တိုင်းဒုက္ခပေးနေကြဖြစ်တဲ့အတွက်ကြောင့်ဖြတ်မြင်းအသင်းမဖြစ်လာဖို့တော့ကျွန်တော်တို့မျှော်လင့်နေပေါ့ဒါပေမဲ့လည်းကျွန်တော်ပြီးခဲ့တဲ့အမိုဒီရဲ့လက်ထက်မှာCrystal Palace ကိုအဝေးကွင်းမှာ1-2ဆိုတဲ့ရလန်နဲ့အနိုင်ယူပြနိုင်ခဲ့တယ်မိုက်ကယ်ခါရီအနေနဲ့ Crystal Palace ကိုဘလို့အနိုင်3မှတ်ရယူမလဲဆိုတာကျွန်တော်တို့ပွဲစဉ်28 Super Sunday ည7:00နာရီခွဲမှာကျွန်တော်စောင့်ကြည့်ရမယ်မိုက်ကယ်ခါရီအနေနဲ့ကကျွန်တော်တို့အိမ်ကွင်းမှာသူနောက်ဆုံး6ပွဲမှာသူကန်ခဲ့တဲ့အိမ်ကွင်းမှာလုံးဝချုပ်ပွဲမရှိထားတဲ့အနေအထားမှာရှိတယ်။ဘာလို့လဲဆိုကျွန်တော်တို့မက်ဆီတီကို2-0ဆိုတဲ့ရလနဲ့အနိုင်ရခဲ့တယ်။ပြီးတော့အိမ်ကွင်းမှာပဲကျွန်တော်တို့ဖူဟန်ကို3-2ဆိုတဲ့ရလနဲ့အနိုင်ရခဲ့တယ်။ပြီးတော့ကျွန်တော်တို့စပါးကို2-0ဆိုတဲ့ရလနဲ့အနိုင်ရခဲ့တယ်။အဲ့ဒီရလက်တွေကိုကြည့်ချင်းအပြင်ကျွန်တော်တို့မိုက်ကယ်ခါရီကအိမ်ကွင်းမှာစွမ်းဆောင်ရည်မညံ့ဘူးဆိုတဲ့အရှင်တွေကိုကျွန်တော်တို့မြင်တွေ့ရတယ်။အဲ့တော့ကြောင့်ကျွန်တော်တို့ Manchester United အနေနဲ့မနေ့ပြန်မှာရှင်ပြိုင်မယ် Crystal Palace နဲ့ပွဲစဉ်မှာအနိုင်3မှတ်ကိုရယူမှလည်းဖြစ်လိမ့်မယ်အနိုင်3မှတ်ယူသွင်းတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်ဒီလိုအရှင်နေမျိုးကိုအပေါ်အသင်းတွေလောလောဆယ်အရှင်နေမကောင်းနေတဲ့အချိန်မှာ Manchester United အနေနဲ့နိုင်ရမယ့်ပွဲတစ်ပွဲအနေနဲ့တို့အရေးကြီးတဲ့အနေအထားမှာဖြစ်နေတယ်ပြီးတော့ Chelsea အနေနဲ့လည်းမနေ့ပြန်မှာArsenal နဲ့အဝေးကွင်းမှာတောက်ရောက်ရှင်ပြရမယ်ဒီလိုအရှင်နေမှာသူများတခြားအသင်းတွေအရှင်နေမကောင်းနေတဲ့အချိန်မှာကျွန်တော်တို့ Manchester United အနေနဲ့အနိုင်3မှတ်ကိုတေချာတက်လေးတာအနိုင်ယူလိုက်မယ်ဆိုရင်ကျွန်တော်တို့အဆင့်3နေရာမှာအရှင်တွေကောင်းနေတဲ့အနေအထားမှာရှိတယ်ဘာလို့ဆိုတော့နောက်လာမယ့်ပွဲမှာပွဲစဉ်29မှာဆိုလို့ချင်းကျွန်တော်တို့Aston Villa နဲ့ Chelsea ထိပ်တိုက်တွေ့မယ်အဲ့ဒီအချိန်တွေမှာဆိုဒီနှစ်သင်းရဲ့အရှင်တွေပေါ်မူတည်ပြီးကျွန်တော်တို့တွေကအမှတ်ကိုဖြတ်တဲ့လောက်ဖြတ်ထားမယ့်အရှင်တွေမှာရှိတယ်အဲ့ဒါကြောင့်ဖြစ်နိုင်လို့ချင်းကျွန်တော်တို့ Manchester United အနေနဲ့မနေ့ပြန်မှာကံမဲ့ပွဲမှာနိုင်3မှတ်ကိုမဖြစ်မနေကိုဘလို့နည်းနဲ့ဖြစ်မိုးရဲရေရဲရောက်တဲ့အချိန်မှာအနိုင်3မှတ်ကိုရယူသွားလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်လည်း subscribe လေး like လေးလုပ်ပြီးတော့အားပေးသွားလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ